အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Transporter Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ Manchester United အသင်းရဲ့ကန်နဝင်ကိုးသမား Fabian Barthez ရဲ့အကြောင်းကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ် Barthez ရဲ့နာမည်ရင်းကတော့ Fabian Alan Barthez ဖြစ်ပြီးတော့သူ့ကို1981ခုနှစ်ဇွန်လ28ရက်နေ့မှာပြင်သစ်နိုင်ငံ RFG နယ် Lavalette မြို့မှာမွေးဖွားခဲ့ပါတယ်ရန်မြင့်ကတော့9ပေ17လက်မရှိရဲ့ကိုးသမားတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့ထူးခြားချက်ကတော့ခေါင်းပြောင်နေခြင်းကြောင့် La Division ဆိုပြီးနာမည်ပြောင်းခေါ်ဆိုကြပါတယ်ဘာတာအဲ့ခေတ်မှာဆွတ်ပါကီပါကိုသမားတွေထဲကတဦးဖြစ်ပြီးတော့ကိုဘောက်ကိုလှင့်လင်းမြတ်မြတ်ကာကွယ်နိုင်စွမ်းတို့ကြောင့်နာမည်ကြီးရဲ့ကိုသမားလည်းဖြစ်ပါတယ်သူအဓိကနာမည်ကြီးခဲ့တာကတော့ပြင်သစ်လက်ရွေးစင်အသင်းနဲ့ Manchester United အသင်းတို့မှာပဲဖြစ်ပါတယ်သူဟာစီနီယာကစားသမားဘဝကို1990ခုနှစ်မှာစတင်ခဲ့ပြီးတော့1990ခုနှစ်ကနေ1992ခုနှစ်ထိတူရော့စ်အသင်းမှာကစားခဲ့ပါတယ်ဒီအသင်းမှာ26ပွဲပါဝင်ကစားပြီးတော့ Professional ကစားသမားဘဝအစကိုကောင်းမွန်စွာစတင်နိုင်ခဲ့ပါတယ်1992ခုနှစ်ကနေ1995ခုနှစ်ထိတော့မာဆေးအသင်းကိုတွားရောက်ကစားခဲ့ပြီးတော့အဲ့ဒီအသင်းမှာ106ပွဲပါဝင်ကစားခဲ့ပြီးချန်ပီယံလိဖလားကိုရယူနိုင်ခဲ့ပါတယ်1995မှာမိုနာကိုအသင်းကိုပြောင်းရွှေ့ခဲ့ပြီးတော့2000ခုနှစ်ထိကစားက143ပွဲပါဝင်ရှင်ပြိုင်နိုင်ခဲ့ပါတယ်အဲ့ဒါအပြင်မိုနာကိုအသင်းနဲ့တူပြင်သစ်လိဖလား2ကြိမ်ရယူနိုင်ခဲ့ပါတယ်2000ခုနှစ်မှာတော့ Manchester United အသင်းကိုပြောင်းရွှေ့ခဲ့ပြီးတော့62ပွဲပါဝင်ကစားက Premier League ဖလား2ကြိမ်ရရှိပြီးတော့2003ခုနှစ်မှာမာဆေးအသင်းကိုအငှားနဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်အဲ့ဒီရာသီမှာမာဆေးအသင်းမှာပွဲပေါင်း20ပါဝင်ကစားခဲ့ပါတယ်2004ကနေ2006ခုနှစ်ထိလည်းမာဆေးအသင်းမှာပါဝင်ကစားခဲ့ပြီးတော့54ပွဲပွဲထွက်ကစားနိုင်ခဲ့ပါတယ်အဲ့နောက်မှာ2006ကနေ2009ခုနှစ်ထိ Nance အသင်းကိုပြောင်းရွှေ့ခဲ့ပြီး16ပွဲပါဝင်ကစားခဲ့ပါတယ်ဘာတာဟာကစားသမားဘဝစုစုပေါင်းပွဲပေါင်း458ပွဲပါဝင်ကစားခဲ့ပြီးတော့အလွန်လက်စွမ်းကောင်းနေတဲ့နာမည်ကြီးခဲ့တဲ့ကိုသမားတစ်ယောက်လည်းဖြစ်ပါတယ်အဲ့ဒါပြင်ဘာတာဟာ1998ခုနှစ် FIFA World Cup မှာလည်းပြည်သက်လက်ရွေးစင်အသင်းနဲ့တူကမ္ဘာဖလားကိုစုခုနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်ဘာတာ Manchester United အသင်းကိုရောက်ရှိလာပုံကတော့2000ခုနှစ်မှာ9.8 မီလီယံနဲ့မိုနာကိုအသင်းကနေပြီးတော့ Manchester United ကိုပြောင်းရွှေ့ခဲ့ပြီး Peter Schmeichel နောက်ပိုင်းမှာ United ရဲ့အကောင်းဆုံးဂိုးသမားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Sir Alex Ferguson ရဲ့ယုံကြည်မှုကိုရရှိခဲ့ပြီးတော့ပွဲထွက်ဂိုးသမားအဖြစ်အသုံးတော်ခံနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ concentration mistake တချို့ကြောင့်2003ခုနှစ်မှာအငှားချထားခြင်းခံခဲ့ရပါတယ်။ Manchester United မှာဘာသက်ပါဝင်ကစားခဲ့တဲ့အမှတ်တရပွဲတွေကတော့ပထမအဦးဆုံးပွဲမှာတော့ Arsenal အသင်းနဲ့2000ခုနှစ်မှာတွေ့ဆုံခဲ့ပြီးတော့အဲ့ဒီပွဲမှာ save 9 ကြိမ်ထိပြုလုပ်နိုင်ခဲ့ပြီးတော့ Ryan ရဲ့တလုံးထဲသောဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ဒုတိယတစ်ပွဲကတော့ Liverpool အသင်းနဲ့တွေ့ဆုံတဲ့ပွဲဖြစ်ပြီးတော့ 2-1 နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာ Steven Gerrard, Michael Owen တို့ရဲ့ကန်ချက်တွေကိုကာကွယ်နိုင်ခဲ့ပြီးတော့ United fan တွေရဲ့စိတ်ထဲကိုစတင်ဝင်ရောက်လာခဲ့ပါတယ်။2000ခုနှစ်မှာတော့ Title winning match အဖြစ်Everton အသင်းနဲ့ရှင်ပြိုင်ကစားခဲ့ပြီးတော့2ဂိုး4ဂိုးဆိုတဲ့ရလဒ်နဲ့ Man U တို့ဟာချန်ပီယံဖလားကိုရရှိခဲ့ပါတယ်။အဲ့ဒီရာသီမှာဘာတာဟာတည်ငြိမ်တဲ့လက်ဆောင်ကောင်းတွေကိုပြသနိုင်ခဲ့ပြီးတော့ Premier League ရဲ့အကောင်းဆုံးဂိုးသမားတွေထဲတယောက်အပါဝင်ဖြစ်လာခဲ့ပါတယ်။2002ခုနှစ်မှာတော့ Champions League ပြိုင်ပွဲမှာ Divo အသင်းနဲ့ Man U အသင်းတို့တွေ့ဆုံခဲ့ပြီးတော့အဲ့ပွဲမှာ goal line reflex save ကို6ကြိမ်တီးတီးပြုလုပ်နိုင်ခဲ့ပြီးတော့ free kick တစ်လုံးကိုလည်းကာကွယ်ပြနိုင်ခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာ Spain Media ရဲ့အကုန်လုံးက Barthez was a web ဆိုပြီးတော့ခေါ်ဆိုခဲ့ကြပါတယ်။ Leeds United နဲ့ Manchester United ရဲ့ပွဲစဉ်မှာလည်း penalty တစ်လုံးကိုစေ့ခဲ့ပြီးတော့သူ့ရဲ့လက်စွမ်းကောင်းတွေကိုထပ်မံပြသနိုင်ခဲ့ပါတယ်။အဲဒီနောက်2002ခုနှစ်မှာပဲ FA Cup Semi Final ပွဲမှာလောင်းဘော80မီတာအကွာအဝေးကိုပေးပို့နိုင်ခဲ့ပြီးတော့တိုက်စစ်မှုဆိုရှာရရှိကဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်ဘာတက်အနေနဲ့ဂိုးဖန်တီးမှုတစ်ချိန်ရရှိခဲ့ပါတယ်။နောက်တစ်ပွဲကတော့ Tottenham Hotspur နဲ့ပွဲဖြစ်ပြီးတော့3-0နဲ့ပထမပိုင်းမှာရှုံးနေရမှဒုတိယပိုင်းမှာ9-3 ဂိုးနဲ့ပြန်လည်အနိုင်ရရှိပြီးတော့ကောင်တာအတက်တွေမှာဘာတက်ရဲ့ပေးပို့မှုတွေကအထောက်အကူဖြစ်ခဲ့ပါတယ်။အဲ့ဒီခါမှာ Premier League မှာ Manchester United ရဲ့ဂိုးသမား Fabian Barthez ဟာအကောင်းဆုံးဂိုးသမားရဲ့ထဲကတယောက်အဖြစ်လူအများကသတ်မှတ်ထားခဲ့ကြပါတယ်။ကဲဒါကတော့ Manchester United ရဲ့ကဏ္ဍဝင်ဂိုးသမားတယောက်ဖြစ်တဲ့ Fabian Barthez ရဲ့အကြောင်းကိုကျွန်တော်တို့ရှာဖွေတွေ့ရှိသလောက်ဖော်ပြပေးသွားရမှာဖြစ်ပါတယ်။နောက်လာမယ့်အပတ်ဒီမှာလည်းဘလို့အားကစားကြောင်းအရာတွေဘယ်ဘောလုံးသမားတွေရဲ့အကြောင်းတွေကိုဖော်ပြပေးအောင်မလဲဆိုတာစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။ကျွန်တော်တို့ရဲ့ Transporter Channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခြင်းဖြင့်ကူညီအားပေးလို့ရပါတယ်